မင်္ဂလာပါရှင်ဒီနေ့ချက်ပြုတ်မဲ့ဟင်းကတော့ထမင်းမိန်စီမဲ့ကြက်ဟင်းကားသည့်ပဇွန်ကြောက်ကြော်လေးဖြစ်ပါတယ်ကြက်ဟင်းကားသည့်ကိုမခါပဲအရသာရှိရှိချက်နိုင်မဲ့လျှို့ဝှက်ချက်လေးပြောပြပေးမယ်နော်ပထမဆုံးကြက်ဟင်းကားသည့်အပေါ်ကဘူးတစ်လေးတွေကိုအနည်းငယ်ပပလေးလှီးပေးပါဒါကအခါသက်သာစေပါတယ်အသီးကိုနှစ်ချမ်းချမ်းပြီးအလဲကအစေးနဲ့အမေးဖြူတွေကိုကော်အောင်ထုတ်ပြီးအနေတော့ပပလီပေးပါလှီးရတဲ့ကြက်ဟင်းကားသီးတွေကိုစားနဲ့အနှဲငယ်နယ်ပြီး10မိနစ်လောက်ထားထားပေးပါနှက်ထားသောကြက်ဟင်းကားသီးများကိုရေဖြည့်2ချိန်ခန့်ဆေး၍ရေစင်အောင်ညှစ်ထားပါကဲအခုဆိုရင်ကြက်ဟင်းကားသီးပဇွန်ကြောက်ကြော်လေးချက်ဖို့အဆင်သင့်ဖြစ်ပြီနော်ဒဲအိုးထဲမှာစီပူလာရင်ထောင်းထားတဲ့ငရုတ်သီးကြက်သွန်ပြူကြက်သွန်နီတို့ကိုစီသက်ပါနွေးမုတ်လေးနည်းနည်းထည့်ပေးမယ်နော်ရေဖြောထားတော့ငပိစိမ့်စာအနှင်းငယ်ထည့်ပေးပါပဇွန်ကြောင့်မှုတ်ထည့်ပြီးဟင်းအနက်မွေးလာသည့်အထိစီသက်ပေးပါဟင်းအနက်မွေးလာပြီဆိုရင်ကြက်ဟင်းကားသီးထည့်ပေးပါရေနှဲငယ်ထည့်၍နူးလာသည့်အထိအဖုံးအုပ်ထားပေးပါအရသာအတွက်စက်သားမုံနဲ့စားနှဲငယ်ထည့်ပြီးမှွေပေးပါအခုလိုစီပြန်လာရင်ရတာရှိတဲ့ချက်ဟင်းကားသီးပဇွန်ကြောက်ကြော်လေးကိုရပါပြီ